ကတ်ကြီးကတော့လာပြီဗျာအဲ့တော့ဒီကတ်ကိုနိုင်အောင်တိုက်ဗျာရဲတဲ့ကြာငါတင်နေငါကြောင်စားတယ်ကြံနေငါဘုရားခဲ့မယ်တဲ့နောက်ပိတ်ဆုံးသာသနာဗျာဝိမု ക്തി ခေဗျာအခုကနောက်ပိတ်ဆုံးသာသနာဘယ်ငါများကြာမယ်ထင်တဲ့ကတ်တော့ချပြီလွတ်အောင်ယုံနိုင်ရင်ယုံသမာဓိရှိတဲ့ပုဂ္ဂိုလ်တရားကဲမယ်သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ဘုရားကဲမယ်အဲ့တော့ရဲတဲ့ကြာငါတင်နေငါကြောင်စားတယ်ကြံနေငါဘုရားကဲမယ်တဲ့ရှေ့ကပြည့်ညတ်တွေကထွက်တယ်နောက်ကအခုပရမသစ္စာလိုက်ပြီပရမသစ္စာလိုက်ပြီးဘယ်ငါများကြာမယ်ထင်ရတယ်သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးတွေမှာ၅ပါးသီလမြဲတဲ့မဟာသောတာပန်ကြီးတွေကြံလိမ့်မဗျာသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေတရားကယ်လိမ့်မဗျာသစ္စာလေးပါးရတဲ့ပုဂ္ဂိုလ်ဘုရားကယ်လိမ့်မဗျာအခုတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကတော့ဗာလဲတဲ့ဘုရားကယ်မှာပါဗျာဘာလို့ဘုရားအလုပ်လုပ်နေတာကိုဘုရားအလုပ်လုပ်ရင်ဘုရားကယ်မယ်ဘုရားအလုပ်မှမလုပ်လို့ရှိရင်ဘလူကကယ်မယ်ဘလူကယ်လိမ့်မဗျာဘလူတွေလာပြီဗျာအဲ့တော့ရဲတဲ့ကြားခြောင်ကြကျန်တဲ့ငါကြောင်စားတဲ့ကျန်တဲ့ငါဘယ်ငါတွေကြံမလဲတဲ့ဓမ္မတာငါတွေကြောင်ကသားတွေမဗျာသာသနာဝင်တဲ့ပုဂ္ဂိုလ်သာသနာငါမှဘုရားသာသနာဝင်တဲ့ပုဂ္ဂိုလ်မှဘုရားကယ်လိမ့်မဗျာကြိုးစားပြီးတော့ဒီမဲ့ဒီကတ်ကြီးကိုလွတ်မြောက်အောင်ယုံကြသမာဓိသာဥဆောင်ကြသိရမှာပဲအသေးစိုးတွေသိကြရလိမ့်မယ်ဘာကြောင့်လဲတဲ့တော်ကြာအိတ်ရတဲ့သိလိမ့်မယ်ဘာဖြစ်နေမှလည်းမသိဘာလဲတဲ့ရက်တဲ့ကြာခြောင်ကြသွားပြီရက်တဲ့ကြာငါတင်ပြန်တော့လေတင်တယ်ငါကိုကြောင်ကစားအောင်မယ်သမာဓိရှိရင်ရှိမရှိလို့ရှိရင်ဖြစ်တော်ကြာတော့ပတ်ခနဲ့ပြက်ကြလိမ့်မယ်ဗျာကြိုးစားကြယောဂါတွေကများတယ်ထူးတယ်အဲ့တော့သမာဓိရှိလို့ရှိရင်သိလိမ့်မယ်သမာဓိမှမရှိလို့ရှိရင်ဖြစ်ရက်ထင်မယ်ပြေးပြီးတော့တောက်ချောင်ကြီးရက်ထင်တာပဲအဲ့တော့ကြိုးစားပြီးတော့တိုက်ကြရှောက်မပိန်တဲ့ဓမ္မကြီးတွေသရာရေးကြီးတယ်နော်သရာဝရိယတတိသမာဓိပညာဘုံ၅ပါးရှိဖြစ်လာတဲ့အချိန်ကသိခြင်းနဲ့သိရောအယုတ်ကြည်ကြည်အေးခန့်ခါဒီဒုက္ခကြီးမှငါမကုံမဆုံးမချက်ငါမထတော့ဘူးဒီတထိုင်နဲ့ပြက်ခြင်းနဲ့ပြက်သိလည်းမသိနိုင်ပါဘူးစွဲနေလို့ဥပါဒဏ်ကြီးယုတ်ကသူ့သဘောနာကသူ့သဘောယုတ်ကသူ့သဘောနဲ့သူဖောက်ပြန်တယ်နာကသူ့သဘောနဲ့သူခံစားတယ်နာတာကဘယ်ကလာတယ်ကြိုက်တာကဘယ်ကလာတာလဲငါမရှိတာကိုအရှိမထင်နဲ့ရှိတာကဘာလဲဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုတ်တာရှိတယ်အဲ့ဒီနာယုတ်ကိုသာသိရဝေဒနာတစ်ခုပေါ်လာရင်နာကိုသိနာဣလက္ခဏာဘာလဲခံစားပြီးပြက်တယ်အဲ့ဒီခံစားပြီးပြက်တဲ့သဘောကိုသိလူတိုင်းလည်းမသိဘူးလားတဲ့ခံစားပြီးပြက်တို့လည်းခံစားပြီးပြက်တာပဲတင်းနာကြီးပေါ်လာတော့နာလိုက်တာလို့သိရအဲ့သွားရောလေးဘက်ထောက်မကြည့်ပါမချင်မဲကိုလူတိုင်းသိတာပေါ့ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောအလေးအကျင့်မလုပ်ဘူးနာရာကြီးပဲပေါ်လာတော့ကိုယ်ခန္ဓာကိုယ်ကနေပြီးတော့ကြိုက်လာတယ်ဆိုတော့ကြိုက်တာကြီးပဲသွားသိလိုက်တယ်လက်ဝှတော့ကတော့တင်ညာနဲ့သိတယ်ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောတင်ညာပညာမဟုတ်ဘူးပညာဖြစ်အောင်ဟုတ်ရှုခိုင်းတာသမာဓိရှိအောင်သမာဓိကြောင့်ပညာဖြစ်အောင်လို့အလေးအကျင့်ဝစီဘောဝယ်ခိုင်းတာခဏသိကြည့်ခိုင်းတာဒီလိုမှသေမှမကြည့်ဘူးပဲနဲ့ရုပ်ဝေဒနာအစအလေအဆုံးအတိလေးမှမဆုံးဘူးတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့ဘယ်ကလာပြီးတော့ဒီမှာယုံနာသိပါယုံနာသိတယ်ဆိုတာလကားပြောတာပညာပဲသိတယ်ပညာဖြစ်အောင်လို့အခုကအရှုခိုင်းတာသေတတ်အောင်လို့ကိုယ်ခန္ဓာကိုယ်ကကိုရုပ်ဝေဒနာအစအလေအဆုံးကိုအတိလေးဆုံးသွားပြီဆိုဘယ်လိုသိလဲကျင့်တဲ့ပုဂ္ဂိုလ်မှသိတာမကျင့်တဲ့ပုဂ္ဂိုလ်ဘယ်မှာသိမှာငါတော့ခဏသိပြီးပြီဟေ့ဒုက္ခကုံဆုံးသွားပြီဟေ့ကာယဝေဒနာစိတ်ဓာတ်ကာယသတိပဋ္ဌာန်ကနေပြီးတော့ဝေဒနာသတိပဋ္ဌာန်နာပြောင်းတယ်ဝေဒနာကြီးကုံဆုံးသွားတော့စိတ်ဓာတ်သတိပဋ္ဌာန်ရောက်သွားပြီစိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဘူးတဲ့ပုဂ္ဂိုလ်အပေတကာပိတ်သွားပြီလွတ်သွားပြီဘာကြောင့်လဲခဏသိပြီးပြီလေကြိုးစားကြတထိုင်နဲ့ရတယ်နော်မလျှော့နဲ့အယုတ်ကြည်ကြည်အေကမိုးနေရင်လဲမေးစီတော့တို့ပြရအောင်မှာပဲလို့ဒီလိုစိတ်မထားနဲ့ဒီဒုက္ခကြီးကမိုးနေရင်လဲတို့နိဗ္ဗာန်သွားရအောင်လုပ်တဲ့ဥစ္စာဟောရွှေမန်းတယ်မောင်တို့ဗျာသိအောင်မင်းတို့တော့တညာလုံးထိုင်ပြီးတော့တခါတည်းငရဲကြမယ်ဟာတော့တညာလုံးထိုင်ကြည့်နိဗ္ဗာန်သွားမယ်လို့နတ်ပြည်သွားမယ်လို့ဟာတော့တညာလုံးမထိုင်နိုင်ဘူးလားရွှေမောင်းတယ်မောင်တို့ဗျာမသွားရတာဗျာငရဲကိုအဲ့ထဲမြလေးဖြတ်သိမယ်ဆိုရင်တန်းသွားရောငရဲဘယ်စကုတ်ထဲမြလေးဖြတ်သိမယ်သူသွားရောငရဲအခုဒီမဲ့ဒီချိန်သေးပါဖြစ်တယ်ကြောက်သလားမကြောက်နဲ့သိရင်လည်းသိရောဟာဆိုပြီးသိရင်သိအခုနေသိရင်ပဲသွားမလဲနာလေးအပြင်းမဲ့မထွက်တော့ဘူးရုပ်ဝေဒနာခံစားနေပြီကဲဘယ်စိတ်တွေရှိသေးတယ်ကိလေသာစိတ်တွေရှိသေးလားမျက်စိကဒီမဲ့ဘယ်စကုတ်ကြည့်ခြင်းသေးသလားအသာပါရတော့အတန်လေးနားထောင်ခြင်းသေးသလား
မွေးတယ်သိနေလို့နားကျင်သေးလားချိုးတယ်ချင်းတယ်ဆိုအရသာလေးစားကျင်သေးလားဘာယာတော့အတူလေးကိုတွေ့ကျင်သေးလားနာဝေဒနာခံစားနေပြီဒုက္ခဝေဒနာခံစားနေပြီအဲ့တော့ကျိုးစားပြီးတော့ရုပ်ဝေဒနာအစအလေအဆုံးကိုအတိလေးဆုံးအောင်လိုက်တာဒုက္ခဝေဒနာခုံဆုံးသွားအယုတ်ကြည်ကြည်ဤခံပြက်ချင်တဲ့ပြက်လူသေးသေးမသေးတရားရဟာဆိုပြီးတော့အဲ့ဒီစိတ်ကိုသရာစိတ်ထားမသေးလည်းမသေးနိုင်ဘူးအခုနေသေးသွားရင်ဘာဖြစ်လဲဒီတရားထိုင်နေတော့သေရပဲသွားပါလေနတ်ပြည်သွားရောတရားထိုင်တော့ရှေ့ကဟိုယဟန်တစ်ပါးဟာတည်းပဲတရားထိုင်နေရင်တခါသေသွားရောသေသွားတော့နတ်ပြည်ရောက်သွားတယ်နတ်သားဖြစ်တယ်နတ်သမီးတွေကဟိုပန်ကြီးပြတယ်လို့ပေါ့အခုနေသေရဘာဖြစ်လဲနတ်ပြည်သွားရောမထိုင်တဲ့ပုဂ္ဂိုလ်ကတော့ဘယ်သွားလဲလိမ့်ကြသွားဘယ်ကြမလဲတော့မပြောတာ